အားလုံးပဲမင်္ဂလာပါမီတက်ကင် channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မီဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့1999ခုနှစ်ဧပြီလ20ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ကိုလံပိုင်းအထက်တန်းကျောင်းရဲ့အစုလိုက်အပြုံလိုက်အကြမ်းဖက်တပ်ဖြတ်မှုကြောင့်ဖြစ်ပါတယ်ကိုလံပိုင်းအထက်တန်းကျောင်းရဲ့အစုလိုက်ပြုံလိုက်အကြမ်းဖက်တပ်ဖြတ်မှုကြီးကတော့ဧပြီလ20ရက်နေ့1999ခုနှစ်လွန်ခဲ့သောနှစ်ပေါင်း26နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်အခင်းဖြစ်ပွားခဲ့တဲ့နေရာကတော့ကိုလံဘိုင်း Colorado United States ဖြစ်ပြီးတော့မနက်7:19မိနစ်နဲ့12:08မိနစ်ကြားအချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်ခဲ့သူတွေကတော့ Grade 12ကျောင်းသားတွေဖြစ်တဲ့ကျောင်းသား Eris Karras အသက်18နှစ်နဲ့ Dylan Klebo အသက်18နှစ်တို့ပဲဖြစ်ပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာကျောင်းသား12ယောက်နဲ့ဆရာ1ယောက်စုစုပေါင်းလူ73ယောက်သေဆုံးခဲ့ပါတယ်။ကျောင်းစာကြည့်တာထဲမှာတင်အသက်ခံရတဲ့လူကစုစုပေါင်း10ယောက်ရှိပြီးဒဏ်ရာရရှိရတဲ့လူတွေကတော့စုစုပေါင်း23ယောက်ရှိပါတယ်။ကိုလာပိုင်းအထက်တန်းကျောင်းရဲ့အစုလိုက်အပြုံလိုက်အကြမ်းဖက်တပ်ဖြတ်မှုကြီးက2012ခုနှစ်ဆန်နီဟူးမူလာတန်းကျောင်းအကြမ်းဖက်ပစ်ခတ်မှုမတိုင်ခင်အထိတော့အမေရိကန်နိုင်ငံသမိုင်းမှာအဆိုးရွားဆုံးနဲ့လူသေမှုအများဆုံးအစုလိုက်အပြုံလိုက်ကျောင်းတွင်းအကြမ်းဖက်မှုကြီးဖြစ်ခဲ့ပါတယ်။2012ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဆန်နီဟူးမူလာတန်းကျောင်းရဲ့အကြမ်းဖက်ပစ်ခတ်မှုအကြောင်းကိုလည်းအရှိဗီဒီယိုမှာပြပြခဲ့ပြီးဖြစ်ပါတယ်။ကိုလမိုင်းအထက်တန်းကျောင်းရဲ့အကြောင်းနဲ့အကြမ်းဖက်မှုမှာဒဏ်ရာရခဲ့တဲ့လူတွေကတအုပ်ဖြစ်တဲ့အမ်မာရီဟာကိုချာကတော့အခင်းဖြစ်ပွားခဲ့တဲ့အချိန်မှာအသက်18နှစ်ရှိပြီးတော့သူမဟာအဲ့တိုက်ခိုက်မှုအတွင်းမှာရင်ဘတ်နဲ့ကြောကိုတနက်နဲ့အပြစ်ခံခဲ့ရပါတယ်။အိမ်နောက်ရရှိခဲ့တဲ့ပြင်းထန်တဲ့ဒဏ်ရာအရှိန်နဲ့သူမဟာအောက်ပိုင်းသိနာရာရှည်ယောဂဝေဒနာကိုခံစားခဲ့ရပြီးတော့ဘဝတစ်လျှောက်လုံးဝီချက်နဲ့သာတော်လာနေထိုင်ခဲ့ရပါတယ်။အမ်မာရီဟာကိုချာရဲ့မိခင်ဖြစ်သူဟာလည်းသူမသမီးရဲ့အဖြစ်အပျက်ကိုကြည့်ပြီးစိတ်ကြယောဂါကိုအပြင်းထန်ခံစားခဲ့ရပြီးတော့အခင်းမှုဖြစ်ပြီး6လအကြာမှာသူမကိုသူမတနက်နဲ့ပြစ်တက်ပြီးတော့အဆုံးစီရင်ခဲ့ပါတယ်။အမ်မာရီဟာကိုချာကတော့သူမရဲ့မိခင်ဖြစ်သူသူမကိုသူမအဆုံးစီရင်သွားတာကိုကြည့်ပြီးတော့အတော်လေးအံ့ဩဝမ်းနည်းခဲ့ရပါတယ်။အမ်မာရီဟာကိုချာကတော့တနက်ကိုင်းအကြံဖတ်ဆက်ကြေတခြားလှူရှာသူတူဖြစ်ပါတယ်။သူမကဘဝတစ်လျှောက်လုံးအပိုင်သေးနာရာရှိယောဂဝေဒနာကိုခံစားခဲ့ရပြီးတော့ယခု2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာတော့ထိုဖြစ်ရတဲ့နောက်ဆက်တွဲတနက်နဲ့အဖြစ်ခတ်ခံရတဲ့ကျမကြီးအခြေအနေများကြောင့်အသက်53နှစ်အရွယ်မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထိုဖြစ်ရမှာအမ်မာရဟာကိုချာကိုပါထက်တွက်မယ်ဆိုရင်ကိုလာပိုင်းအထက်တန်းကျောင်းရဲ့အစုလိုက်ပြုံလိုက်အကြမ်းဖက်တပ်ဖြတ်မှုမှာသေဆုံးသူစုစုပေါင်း14ယောက်ရှိသွားမှာဖြစ်ပါတယ်။1999ခုနှစ်အခင်းဖြစ်ပွားခဲ့တဲ့နေ့ရက်မှာသေဆုံးခဲ့တဲ့လူကတော့73ယောက်ဖြစ်ပြီးတော့2025ခုနှစ်မှာ1ယောက်ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။ Eris Karras နဲ့ Dylan Klebo ကအဲ့ဒီပြစ်မှုကြီးကိုကျူးလွန်ဖို့အတွက်အချိန်တစ်နှစ်လောက်အကြံပြည့်ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။သူတို့ဟာလူများပြားတည်ဆုံမှုကိုမျှော်လင့်ထားခဲ့ပြီးတော့တိုက်ခိုက်မှုတွေအဓိကပြင်ဆင်ထားခဲ့တာကပုံခွဲဖို့ဖြစ်ပြီးတနက်နဲ့ပြစ်ခတ်မှုလုပ်ဖို့ကိုတော့ဒုတိယစီစဉ်ဖြစ်ရွေးထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ပြင်ဆင်ပြီးထောင်ထားတဲ့လက်လုံပုံတွေကပောက်ကွဲရနှောင့်နှေးမှုတွေရှိခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ဖို့ကိုအရင်ဆုံးလုပ်ဖို့အတွက်နှစ်ယောက်စလုံးကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကတိုက်ခိုက်မှုတွင်တနက်များကိုအသုံးပြုသလိုကြိုတင်ပြင်ဆင်ပြီးတော့တက်ဆင်ထားတဲ့ပုံများကလည်း69လုံးအထိရှိပြီးတော့ဓာတ်များကိုလည်းသူတို့ရဲ့ခန္ဓာကိုယ်အနက်မှာလျှို့ဝှက်ပြီးတော့တက်ဆင်ထားခဲ့ပါတယ်။ဖြစ်ခတ်မှုများကိုကြောင်းအတွင်းပြင်နေရများကာယနာရနေရများပြင်စကြည့်တိုက်အတွင်းမှာအများဆုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်လူအများအပြားသေဆုံးစေရန်ရွေးချက်နဲ့အခင်းဖြစ်ပွားတဲ့နေ့1999ခုနှစ်ဧပြီလ20ရက်အင်္ဂါနေ့နနက်ပိုင်းမှာ Eris Karras နဲ့ Dylan Klebo တို့နှစ်ယောက်ကကျောင်းရဲ့ကော်ဖီဆိုင်အတွင်းမှာပုံများထည့်ထားတဲ့အိမ်နှလုံးကိုချထားခဲ့ပါတယ်။သူတို့နှစ်ယောက်ထောင်ထားတဲ့ပုံများပောက်ကွဲပြီးတော့သူတို့ရဲ့အစီအစဉ်များသာအမြင်ခဲ့မဲ့ဆိုပါကထိုးကော်ဖီဆိုင်အတွင်းမှာရှိတဲ့ကျောင်းသားနဲ့ဝန်ထမ်းများ400တက်မနဲ့သေဆုံးဒဏ်ရာရပြီးတော့ကော်ဖီဆိုင်အပေါ်တက်ကျောင်းရဲ့စာကြည့်တိုက်လည်းပြိုကျပြီးတော့ပျက်စီးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကံကောင်းထမစွာနဲ့ကော်ဖီဆိုင်အတွင်းမှာထောင်ထားခဲ့တဲ့ပုံများကမပေါက်ခွဲခဲ့သလိုတိုက်ခိုက်မှုတွင်ကော်ဖီဆိုင်အတွင်းကိုရောက်ရှိလာခဲ့တဲ့ Dylan Klebo ကလည်းကော်ဖီဆိုင်ထဲကလူများစွာအောင်မပြတ်တက်ခဲ့ပါဘူး။နောက်ပိုင်းမှာရှယ်ရီက Dylan Klebo ကသူတို့ဖောက်ခွဲဖို့ထောင်ထားခဲ့တဲ့ပုံများပေါက်မပေါက်ကော်ဖီဆိုင်ထဲကိုစစ်ဆေးဖို့လာခဲ့တာမျိုးဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ Eris Karras နဲ့ Dylan Klebo နှစ်ယောက်ကပထမဆုံးကျောင်းရဲ့အနောက်ဘက်ဝင်ပေါက်အပြင်ဘက်မြက်ခင်းပြင်ပေါ်မှာနေလည်စာစားရေးထိုင်နေကြတဲ့အသက်18နှစ်အရွယ် Richard Scott နဲ့သူမရဲ့တငယ်ချင်း Richard Castro တို့ကိုတနက်နဲ့အထက်ပေါင်းများစွာအသေးပြစ်တက်ပြီးတိုက်ခိုက်မှုကိုစတင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ကပတ်ကင်မှာလည်းပိုက်ပုံးများကိုပစ်ချခဲ့ပါတယ်။အခင်းဖြစ်ရကြီးမှာပထမဆုံးသေဆုံးသွားကြတဲ့ Richard Scott နဲ့သူမရဲ့တငယ်ချင်း Richard Castro တို့ဟာဆိုရင် Eris Karras နဲ့ Dylan Klebo တို့ညအကြမ်းဖက်ပစ်ခတ်မှုတွေလုပ်တော့မှလုံးဝမသိခဲ့ပါဘူး။ဒါကြောင့်မို့လို့အကြမ်းဖက်သမားများတနက်ကင်လာတော်မြင်နေရတဲ့နေရာမှာထားမပြပဲအေဂျင့်စွာစကားဆက်ပြောနေခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရမှာပထမဆုံးတည်ဆုံခဲ့တဲ့ Richard Scott နဲ့ Richard Castle တို့သမကအခြားအကြောင်းသားတော်တော်များများဟာအစပိုင်းမှာ Eric Garris နဲ့ Dallin Clivo တို့ညာဝစ်ဆုံလက်နက်အပြည့်များနဲ့တနက်ကင်နာတော်မြင်နေရတဲ့လူတက်ဖို့လုပ်နေကြတယ်လို့မမြင်ခဲ့ပဲဟာတာရစ်တမစ်တဲပြလုပ်နေတယ်လို့ပဲထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။ရှခု2025ခုနှစ်မှာနောက်ဆက်တွဲရရှိတဲ့တရားများနဲ့တည်ဆုံခဲ့တဲ့အမရီဟာကုချာကကျောင်းရဲ့အပြင်ဘက်မှာအပြစ်ခံခဲ့ရတာဖြစ်ပြီးလူဆင်ယောက်ကြီးအများဆုံးတည်ဆုံခဲ့တဲ့နေရာကတော့ကျောင်းရဲ့စာကြည့်တိုက်အတွင်းမှာပဲဖြစ်ပါတယ်။သူဖြစ်မှာတည်ဆုံခဲ့တဲ့အသက်48နှစ်အရွယ်ကျောင်းဆရာကတော့ကျောင်းရဲ့စာကြည့်တိုက်အစင်းချက်အနီးအပြစ်ခံခဲ့ရပြီးတော့သိပ္ပံစာသင်ခန်းအတွင်းတစ်ခုမှာသူ့အများပြဆုံးရှုံးပြီးတည်ဆုံခဲ့ရတာဖြစ်ပါတယ်။ခေါလမိုင်းအထက်တန်းကျောင်းအစုလိုက်ပြောင်းလိုက်အကြမ်းဖက်တပ်ဖြတ်မှုကြီးအသေးဆုံးသူတွေထဲမှာ2025ခုနှစ်မှာတည်ဆုံခဲ့တဲ့အမ်မာရီဟာကုချာအပါအဝင်အသက်14နှစ်ရွယ်လူတစ်ယောက်အသက်15နှစ်ရွယ်လူ2ယောက်အသက်16နှစ်ရွယ်လူ4ယောက်အသက်18နှစ်ရွယ်လူ4ယောက်အသက်18နှစ်ရွယ်လူ2ယောက်နဲ့အသက်48နှစ်ရွယ်လူ1ယောက်တို့ဖြစ်ပါတယ်။ကျောင်းစာကြည့်တိုက်အတွင်းမှာတည်ဆုံခဲ့တဲ့ကျောင်းသား10ယောက်ထဲမှာစာကြည့်တိုက်အမြောက်ဘက်ကွန်ပျူတာခွန်ရှိမှာထိုင်နေတဲ့အသက်16နှစ်ရွယ်ခါရကတော့မသက်မစွမ်းကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ကျွလွန်သူနေရာဟာဆိုရင်တိုက်ခိုက်မှုအတွင်းကပကင်နဲ့ကျောင်းနေရာအတော်များများမှာပိုက်ပုံများဆောင်လက်ပေါက်ခွဲခဲ့ပြီးတော့သူတို့ထိမ့်သိမ်းမှုရောက်ရှိလာတဲ့ရှင်းများနဲ့လည်းအပြန်အလှန်ပြင်းထန်စွာဖြစ်ခတ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြီးအပြီးမှာ Eric Garris နဲ့ Dallin Clivo တို့နှစ်ယောက်ကသူတို့ကိုသူတို့တနက်များနဲ့ပြစ်တက်ပြီးတော့အဆုံးစင်ခဲ့ကြပါတယ်။အိမ်နောက်သူတို့ဟာအဲ့ကျွလွန်မှုကြီးအတွက်တနေ့လောက်ကြိုတင်ပြီးတော့ဖောက်ခွဲပစ္စည်းများကိုယ်တိုင်ပြုလို့လက်နက်များစုဆောင်းပြီးတော့ကြိုတင်အချိန်ပြစ်စင်ထားခဲ့ကြောင်းကိုသူတို့ကိုယ်တိုင်ရိုက်ကူးပြီးသိသိထားတဲ့သက်သေ recording video များကိုပြန်ကြည့်ပြီးတော့သိခဲ့ရတာဖြစ်ပါတယ်။ခေါလမိုင်းအထက်တန်းကျောင်းရဲ့စလိုက်ပြုံလိုက်အကြမ်းမဲ့တပ်ဖြတ်မှုကြီးမှာနစ်နာခင်ရတည်ဆုံခဲ့ရတဲ့လူတွေအားလုံးတက်စီမကောင်းဖြစ်ရပါတယ်။အားလုံးကမှုဝဘွားရောက်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။နောက်ထပ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြပါမယ်။